အိမ်မက်တွေဝိညာဉ်နဲ့ငါနဲ့ဘလို့ပတ်သက်နေရလဲစတော့ထင်အောင်ထင်မှဖြစ်တာလို့ထင်ခဲ့တာခုကတော့မဟုတ်တော့ဘူးတခုကတော့ထူးဆန်းနေပြီ ။သမီးရဲ့ဘလော့တွေကိုပုံစံအစ်စ်လေးနဲ့ရိုက်ကူးခြင်းလို့သမီးချင်းမိုင်ကိုသွားခြင်းတယ် တပည့်ဘလို့ရိုက်ဖို့အချင်းမိုင်တွေသွားဖို့လိုလို့လားဒီမှာရိုက်လို့မရဘူး ဟုတ်သားပဲတမီးရဲ့ချင်းမိုင်ဘာသွားလို့မှာလဲ ။ချင်းမိုင်ကအရန်ကိုလာတဲ့ခရီးသွားမျိုးလေးတစ်မျိုးမမေရဲ့။သမီးကလည်းအခုချင်းမိုင်ကိုရာတီပွင့်လုံးလေးသွားခြင်းတာချင်းမိုင်မှာလည်းအရန်လာတဲ့နေရာတွေစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလည်းအများကြီးရှိရဖေဖေ မသွားဘူးသမီး ။ချင်းမိုင်ကိုဘာလို့သွားရမယ်ဆိုတဲ့အကြောင်းပြချက်ကိုမပေးနိုင်ပေမဲ့ချင်းမိုင်မှာရှိရတဲ့စုံတရားကညီမကိုမရောက်ရအောင်ခေါ်နေတယ်လို့ပဲ Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။